မင်္ဂလာပါမျိုးတို့ရေဒီမှာတော့ကိုလိုချောလေးကတော့ကောင်းအိပ်ပျော်နေပါနည်းနည်းချက်လေးပေါ့နော်ပခဲကတော့လွဲပေးရတယ်မလွဲနိုးပြီဒီမှာသူ့ရဲ့တလားစာပစ္စည်းပေါ့နော်ဒါကတော့သူ့ရဲ့တလားစာပစ္စည်းကလေးတယောက်ရဲ့တလားစာတရားတလားစာကိုကြားသေးရလဲမပေါ်ကြီးလိုက်မိဘတွေကိုအရင်ကျေးဇူးပြန်စမဲ့သားသမီးတွေအခုမွေးထုတ်ထားတော့ဗောနော်ကိုတွေကသားသမီးတွေကလည်းတော်တော်လေးမိဘကျေးဇူးစတဲ့အထက်မှာပါတယ်ဒါကတော့ဗာလဲဆိုတော့ဒါကတော့မမီပုတ်ကို wet tissue ဘောနော်ဒါ tissue ဆိုဒါ you are safe and care ဘောနော်ဒါလေးတမ်းမှာဒါလေးတော့ဖို့အတွက်ဒါတစ်ခါပုံမှန်မှာပေးတာဘောနော်တလားတစ်ခါကုန်ကြစည်ရိပ်ဖို့ကွာတလားတစ်ခါကုန်ကြစည်ပါလက်တစ်ဖက်လည်းပခဲပြန်လွှဲရသေးတယ်ဒီခါဟိုအိမ်နောက်ဖေးအခန်းမှာပြန်ထားရမှာပေါ့လာပါပြီဒါကတော့တလားတစ်ချိန်သုံးရတဲ့ကလေးငယ်တယောက်ရဲ့အသုံးစရိတ်ပါရှင်တလားတစ်ခါဝယ်သုံးနေရတယ်ကလေးတယောက်ရဲ့ကုန်ကြစရိတ်ရလဲနည်းနည်းတော့မဟုတ်အမျိုးတို့ကြီးဒါပါပဲရှင်ကျေးဇူးတင်ပါတယ်ရှင်